တချင်ကချစ်ခဲ့ဖို့ကလူနေရ10နှစ်ကြာပြီးမှပြန်တွေ့ကြတယ်နေအဲ့နေကဈေးုံနေမှာပါသူမကဆရာဝန်ဝစ်စုံနေနဲ့လူနာတွေကြားလှည့်လေအလုပ်ရှုံနေတော့မထီမဲ့ပဲပြန်ဆုံခဲ့ရတာပါဒါပေမဲ့သူ့ဘေးမှာမိန်းကလေးတယောက်ပါလာတာကိုမြင်လိုက်တဲ့အခါသူမရဲ့ရင်ထဲကအနာဟောင်းတွေတခါတည်းပြန်ထားလာတယ်စိတ်ထဲမှာကြေကွဲသွားပေမဲ့မျက်နှာပေါ်မှာတော့ဆရာဝန်တယောက်လိုတာမန်အီစီပဲနေတယ်ကိုယ့်ရဲ့တာဝန်ကိုသာပြီးအောင်လုပ်လိုက်တယ်ဒါပေမဲ့သူမမသိခဲ့တာတခုရှိတယ်သူ့ရှေ့မှာရက်နေတဲ့အဲ့ဒီယောက်ျားလေးရဲ့မျက်လုံးတွေကအဆော့အဆုံးသူမဘောကမခွာခဲ့ဘူးဆိုတာပါသူတို့ရဲ့ဇလန်ကဆဲလဲမဟုတ်ဘူးအထက်တန်းကျောင်းအိမ်ဝဲကလေးကစားရတာယောက်ျားလေးကသူမကိုပထမဆုံးမြင်နေတင်ချစ်မိခဲ့တယ်အချိန်ကြာလိုက်ကြိုးစားပြီးမှသူမရဲ့နှလုံးသားကိုရခဲ့တာသူ့အတွက်တော့ဒီမိန်းကလေးကနောက်ဆုံးမှငါမိန်းမဖြစ်လာမယ်လို့ယုံကြည်ထားခဲ့တာပါဒါပေမဲ့ဒီနေ့မှမမျှော်လင့်ပဲသူမကလမ်းခရက်ချမယ်လို့ပြောလာတယ်အကြောင်းပြရှင်းမရှိရှင်းပြရှင်းမရှိတာကြောင့်သူမယုံနိုင်ဘူးဘာကြောင့်လဲလွတ်နိုင်တာလဲဆိုပြီးမေးတယ်သူမပြန်ပြောတာကမင်းကိုစိတ်ပင်မဲ့လာလို့ပါဆိုတဲ့စကားတစ်ခေါက်ပဲဒါပေမဲ့သူ့နှလုံးသားကိုလုံးဝချိုးဖျက်လိုက်တယ်တကယ်တော့အမှန်တရားကယောက်ျားလေးဟာချမ်းသာဆုံးမိသားစုတစ်ခုရဲ့သားသူ့အဖေကသူမကိုလုံးဝမတင်တော့ဘူးလို့ပြောခဲ့တယ်ငါသားသူကမင်းမတန်ဘူးကိုယ်တိုင်ထွက်သွားလိုက်ပါလို့အဲ့ဒီစကားတွေကြောင့်သူမကိုသူမတန်ဘူးနိုင်တယ်လို့ခံစားသွားခဲ့တယ်နောက်ဆုံးသူမရဲ့နှလုံးသားကိုကိုယ်တိုင်ဖိနှိပ်ပြီးခွဲခွာဖို့ဆုံးဖြတ်ခဲ့တာပါခွဲပြီးနောက်10နှစ်တာနှစ်ယောက်လုံးအပြင်းမှန်းမှသာမဆိုင်သလိုနေကြပေမဲ့အတွင်းထဲမှာတော့တယောက်ကိုတယောက်မလွတ်နိုင်ခဲ့ဘူးဒါကြောင့်ပဲစီးရုံမှာပြန်တွေ့တဲ့နေ့သူမကသူ့ဘေးကမိန်းကလေးနဲ့နီးနီးကပ်ကပ်ပြောဆိုနေတဲ့ပုံကိုမြင်ပြီးသူ့ကောင်းမလေးအစ်စ်ပဲလို့ထင်ထားတယ်ဒါပေမဲ့သူမမသိခဲ့တာတခုရှိတယ်အဲ့ဒီမိန်းကလေးကသူ့ညီမပဲဖြစ်တယ်ဆိုတာပါယောက်ျားလေးကသူမဒီဆေးရုံမှာအလုပ်လုပ်တယ်ဆိုတာသိပြီးညီမကိုအကြောင်းပြပြီးနေတိုင်းလာတွေ့တာညီမကိုကြည့်ဖို့လာတာပါဆိုပြီးတကယ်တော့သူမကိုတွေ့ချင်လို့ပါအမေတော်တီးတယ်ဒါကအရင်ချစ်သူကိုမမေ့နိုင်သေးဘူးဆိုတာဒါကြောင့်ပြန်လိုက်ပါလို့အားပေးခဲ့တယ်ဒါပေမဲ့မကြခင်မှာပဲယောက်ျားလေးကသူမတခြားယောက်ျားတစ်ယောက်နဲ့တိတ်နေတာကိုမြင်လိုက်တယ်ရင်ထဲမှာခါတီးမှုတွေပြီးသွားတယ်သူမထက်သွားတာကိုမထိန်နိုင်ပဲလိုက်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီယောက်ျားကသူမပခုံးပေါ်လက်တင်ခါနီးသူကချက်ချက်သားလိုက်တယ်နောက်မှတီအာရာကအဲ့ဒီယောက်ျားကသူမရဲ့ကောင်းလေးမဟုတ်ဘူးဆိုတာပါသူ့ကိုတိုက်ထုတ်ပြီးမိုးရွာနေတာကြောင့်ထီးဆောင်ပေးခြင်းခဲ့တယ်ဒါပေမဲ့သူမကရှောင်တယ်သူမကောင်းမလေးတယောက်ရှိပြီးသားပဲလို့ထင်နေသေးလို့နောက်နေ့တွေမှာယောက်ျားလေးကနီးလန်းမျိုးစုံနဲ့နီးစပ်ဖို့ကြိုးစားတယ်အလိုပြီးတိုင်းဆောင်တယ်တခါတလေမိမတော့အိမ်သားရှိလိုက်သွားတဲ့အထိပါနောက်ဆုံးမထိန်နိုင်ပဲမေးလိုက်တယ်အရင်အားလုံးမင်းတော့ဘာမှမဟုတ်ဘူးလားသူမကတခါတည်းပြန်မေးလိုက်တယ်မင်းကောသူပြန်ဖြေမဲ့အချိန်သူမလက်ကိုပြန်ယူလိုက်တယ်ဘာလို့လဲဆိုတော့ကိုယ်တိုင်မထိန်နိုင်ပဲငါမင်းကိုမမေ့နိုင်သေးဘူးလို့ပြောထားမိမှကြောက်လို့ပါဒီလိုနဲ့တနေ့ညမှာအရက်မူးနေတဲ့သူကဗီဒီယိုခေါ်လာတယ်နှစ်ပေါင်းများစွာနှလုံးသားထဲထိန်းထားခဲ့တဲ့မိကုန်းတစ်ခုကိုမေးလိုက်တယ်မင်းအခုထိငါ့ကိုချစ်သေးလားအဲ့ဒီမိကုန်းက10နှစ်လုံးလုံးမပြောရဲခဲ့တဲ့စကားတခုပဲ